တစ်မှာပို့ဆောင်ရန်အော်ဒါ3ခုရှိပြီးမကြခင်အချိန်ကျော်တော့မီကျေးဇူးပြု၍အမြန်ပို့ဆောင်ပါဒုတိယဥက္ကဋ္ဌကြီးမြန်ကြည့်ပါဦးတစ်ရဲ့လက်ဆွဲအိတ်ကအဲ့ဒီ food delivery တမလက်ထဲမှာရှိနေပါတယ်ဒုတိယဥက္ကဋ္ဌကြီးခမားကဖူချင်းရောင်ဖူချင်းကိုဆရာကြီးဟုတ်ပါသလားဒါကကြောက်စကျင်ပန်းဦးနာမှာကြံခဲ့တဲ့ခမားရဲ့အိမ်မဟုတ်လားအိုးနောက်ဆုံးတော့ပြန်တွေ့ပြီမင်းကဘာဖြစ်နေတာလဲအိတ်ကောက်ရတာကိုအိမ်ယာစီမံခန့်ခွဲရေးကိုလည်းမအပ်ဘူးရဲစခန်းကိုလည်းမပို့ဘူးဒီမှာဖတ်ထားပြီးတန်တရားဖြစ်အောင်လုပ်နေတာဘာသဘောလဲငါတို့ကိုစောင့်နေတာလားဒုတိယဥက္ကဋ္ဌကြီးကိုငွေညစ်ဖို့စောင့်နေတာလားဒီအိတ်ထဲမှာအရန်ရေးကြီးတဲ့တင်တာစာရွက်စာတမ်းတွေနဲ့မစ္စတာဖူရဲ့ကိုယ်ပိုင်နာမည်ကတ်ရှိပါတယ်နာမည်ကတ်မှာသူ့နာမည်ရေးထားတာကြောင့်ပိုင်ရှင်ကိုသိခဲ့တာပါဒီလောက်အရေးကြီးတဲ့ပစ္စည်းပျောက်သွားရင်ပိုင်ရှင်ကမဖြစ်မနေပြန်လာရှာမယ်ဆိုတာကျွန်တော်သိပါတယ်တခြားလူကိုအလိုက်ပြီးစာရွက်စာတမ်းပျောက်သွားရင်ဘယ်သူတာဝန်ယူမလဲဒါကြောင့်ဒီမှာနိုင်ဝက်တိတိစောင့်နေခဲ့တာပါမင်းငါကိုစောင့်နေလို့အော်ဒါတောင်အချိန်ကျော်သွားပြီးဒီစာရွက်စာတမ်းတွေကတန်မိုးတန်ပေါင်းများစွာရှိတယ်ဒီငွေကိုယူလိုက်အချိန်ကျော်တန်ကြီးကိုဆောင်လိုက်ကြံတာကိုတော့ငါရဲ့ကျေးဇူးတင်စကားအဖြစ်ယူထားကျွန်တော်စောင့်ခဲ့တာကလူချင်းဝတ်ကြောင့်ပါပတ်စံလူချင်းလို့မဟုတ်ပါဘူးဒီလောက်များတဲ့ငွေကိုယူလိုက်ရင်လမ်းမှာလူကိုတပြတိုက်တာနဲ့ဘာမှမကွာတော့ဘူးနေလို့မယူတာလားအခုခေတ်လူငယ်တွေကလောဘကပိုကြီးလာတာပဲမဟုတ်ပါဘူးမစ္စတာဘူးကျေးဇူးတင်ငွေမလိုပါဘူးဒါပေမဲ့ငွေနည်းနည်းချေလို့ရမလားတွေ့လားဒုတိယဥက္ကဋ္ဌကြီးမြေခွေးအမီပေါ်လာပြီးယွန်းတစ်ဆက်တူညမဟုတ်ဘူးဆိုတော့ဈေးကြီးတောင်းတော့မယ်ထင်တယ်ဘလောက်ချေးချင်တာလဲယွန်း3သိန်းလား2သိန်းလားကျွန်တော်188ယွန်းပဲချေးချင်တာပါကျွန်တော်ညီဒီနေ့တက္ကသိုလ်တက်ခွင့်ရပါတယ်ကျွန်တော်လည်းလစာမထုတ်ရသေးဘူးသူမတော်တဆခြေထောက်ကျိုးသွားလို့အိမ်ပြန်သွားကြည့်ချင်တာပါလိမ့်မနေနဲ့ဖူရှိကုမ္ပဏီရှေ့ထိလာပြီးငွေလိမ်နေတာပဲကျွန်တော်မလိမ့်ပါဘူးတကယ်အခက်ခဲဖြစ်နေလို့ပါတကယ်ဆိုတာဘလို့သက်သေပြမလဲကျွန်တော်မှတ်ပုံတင်ပြပေးလို့ရပါတယ်မလိုဘူးတော်ကြငါ့ကိုပါအမှုဆင်လိုက်အောင်မယ်ဒုတိယဥက္ကဋ္ဌကြီးသူ့ကိုမယုံပါနဲ့တွားကြရအောင်ကျေးဇူးပြုပြီးကျွန်တော်ကိုယုံပါမင်းမပြီးသေးဘူးလားဒုတိယဥက္ကဋ္ဌကြီးမဟုတ်ရင်ရဲခေါ်တော့မယ်ငါမင်းကိုယုံတယ်မင်းနဲ့အတူတွားကြည့်ပေးမယ်ဒုတိယဥက္ကဋ္ဌကြီးဒါကလူလိမ်ဆိုတာထင်ရှားပါတယ်ကြံတာတော့ကိုယ်တိုင်ကြည့်ပါဒုတိယဥက္ကဋ္ဌကြီးကြည့်ပါဦးသူတို့ရဲ့တရုပ်ဆောင်ပွဲပြတ်သွားပြီဘာချတော့ကျိုးလဲလူကအိမ်မှာတော့မရှိဘူးဒီမိန်းမကလူလိမ်ပဲပုံမြင်တွေဖန်တီးပြီးတထေးတွေကိုလှည့်စားနေတာကျွန်တော်ထင်တာတော့ဒီပတ်စံကိုစိန်ခံနေရတွေမှာသွားသုံးပါပဲရှောင်းဟောင်းမင်းဘယ်မှာလဲခြေထောက်တန်ရနဲ့ဘယ်သွားနေတာလဲဒုတိယဥက္ကဋ္ဌကြီးမိုးကအယမ်းရွာနေပါတယ်လီရှောင်းဟောင်းမင်းယူနေတာလားခြေထောက်တန်ရဒီလောက်ပြင်းနေတာကိုဘာလို့အပြင်ထွက်လာတာလဲခြေထောက်ကိုမလိုချင်တော့ဘူးလားအမဒီလောက်စောပြီးဘာလို့ပြန်လာတာလဲအမအယမ်းပင်ပန်းနေတာမြင်လို့ကျွန်တော်လက်ကတော့ကောင်းသေးတယ်အိမ်ဘေးကဝမ်းအဖိုးမလိုတော့တဲ့စက်ကူပုံးတွေကောက်လာပြီးရောင်းရင်2ရွန်းလောက်တော့ရမယ်အမကိုကူညီချင်လို့ပါ